မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်ကတော့တရားလွတ်တော်ရှေ့နေဦးအောင်ရဲဆိုဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဒီဘိုင်းမှာဆက်လက်ဆွေးနွေးတင်ပြသွားမှာတော့ကျွန်တော်တို့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာတွေဆောင်ရွက်တယ်ဖွဲ့စည်းပုံအခြေခံဥပဒေကဘယ်လိုဆောင်ရွက်တယ်ပြီးတော့နိုင်ငံတော်အကြီးအကဲဆိုတာဘာလဲကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘိုးသူတအလုံးကအနည်းငယ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်ကိုစီမံခန့်ခွဲတဲ့ကျွန်တော်တို့လူတွေကိုကျွန်တော်တို့အုပ်ချုပ်ရေးဖွဲ့စည်းဖြစ်ပါတယ်အဲ့တော့အုပ်ချုပ်ရေးဖွဲ့စည်းနဲ့ဆက်လင်းပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ပြည်ထောင်စုစနစ်ကိုကျင့်သုံးတဲ့နိုင်ငံနဲ့တပြည်ထောင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံဆိုပြီးတော့ကျွန်တော်တို့ကခွဲခြားလေ့လာနိုင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျွန်တော်တို့ကမ္ဘာနိုင်ငံအရရက်တွေရဲ့အခြေအနေတွေကိုကျွန်တော်တို့လေ့လာဆန်းစစ်တဲ့အချိန်မှာကျွန်တော်တို့ကတပြည်ထောင်စနစ်ကိုကျင့်သုံးတဲ့နိုင်ငံနဲ့ပြည်ထောင်စုစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဆိုပြီးတော့ကျွန်တော်တို့ပိုင်းခြားလေ့လာလို့ရပါတယ်အဲ့တော့ပြည်ထောင်စုစနစ်ဟာနိုင်ငံကိုပြည်နယ်တွေလွတ်လပ်တဲ့အုပ်ချုပ်ရေးဌာနတွေနဲ့ဖွဲ့စည်းထားတဲ့စနစ်ဖြစ်ပါတယ်ကျွန်တော်တို့ကဒါနာအားဖြင့်ဆိုတော့ကျွန်တော်တို့အမေရိကန်တို့ဩစတြေးလျကနေဒါကျွန်တော်တို့လက်ရှိရောင်းနိုင်ငံလိုဟာမျိုးတွေဖြစ်ပါတယ်အဲ့တော့တပြည်တော်စနစ်ဆိုတာကတော့နိုင်ငံတော်ရဲ့အာဏာကိုဟိုဆိုရချုပ်ကင်ပြီးတော့အုပ်ချုပ်တဲ့စနစ်ဖြစ်ပါတယ်ဒါတကာအားဖြင့်တော့ကျွန်တော်တို့ဂျပန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့ဖြစ်ပါတယ်အချို့သောနိုင်ငံတွေကတော့ပြည်ထောင်စုနဲ့တပြည်တော်စနစ်များပေါင်းစပ်ထားတဲ့စနစ်များလည်းရှိပါတယ်ဒါတကာအားဖြင့်ကတော့ကျွန်တော်တို့အင်္ဂလန်အင်ဒိုနီးရှားတို့ဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံတွေရဲ့အလိုက်မှာအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ရဲ့ပါဝင်တဲ့ပုံစံတွေပါဝင်ဖွဲ့စည်းတဲ့ unit အလိုက်ဖွဲ့စည်းကြတာဖြစ်ပါတယ်ဥပမာအားဖြင့်မြို့နယ်ခရိုင်ပြည်နယ်ဒါမှမဟုတ်တိုင်းဒေသကြီးအဆင့်တို့ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရကြေးကနေစလို့မြို့နယ်ခရိုင်ကနေပြည်နယ်တိုင်းဒေသကြီးကိုဝိုင်းချုပ်ခွင့်ရဒေသကြီးဆိုပြီးကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းမှာလည်းကျွန်တော်တို့ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း9မှာဆိုရင်ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ဆက်လင်းပြီးတော့ပြဋ္ဌာန်းချက်တွေပါရှိပါတယ်အဲ့တော့ပြည်ထောင်စုအစိုးရအဖွဲ့ဆိုတာကဘာလဲဆိုတော့ပြည်ထောင်စုအစိုးရအဖွဲ့ကိုတဲ့ဘယ်သူကဥဆောင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံတော်သမ္မတကဥဆောင်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကိုပြည်ထောင်စုတိုင်းဒေသကြီးနဲ့ပြည်နယ်များကိုခွဲဝေအပ်နှင်းပါတယ်တဲ့ပြည်ထောင်စုစစ်အုပ်ချုပ်ရေးကိုနိုင်ငံတော်သမ္မတဥဆောင်တဲ့ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးတွေနဲ့ပါဝင်တဲ့ပြည်ထောင်စုအစိုးရအဖွဲ့ကစီမံအုပ်ချုပ်ပြီးတော့ကျွန်တော်တို့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်အဆင့်ကိုတော့အဲ့ဒီတိုင်းဒေသကြီးဒါမှမဟုတ်လို့ရှိရင်ပြည်နယ်ဝန်ကြီးချုပ်ဥဆောင်တဲ့ကျွန်တော်တို့အစိုးရအဖွဲ့ကနိုင်ငံကိုစီမံခန့်ခွဲတာဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်အကြီးအကဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်နိုင်ငံတော်သမ္မတဟာကျွန်တော်ပြည်ထောင်စုတဝန်းလုံးမှာရှိတဲ့နိုင်ငံသားအားလုံးရဲ့အထွတ်ထိပ်ဖြစ်ပြီးတော့နိုင်ငံတော်သမ္မတနဲ့ဒုသမ္မတတွေဟာနိုင်ငံတော်ကိုကိုစားပြုတာဖြစ်ပါတယ်နိုင်ငံတော်သမ္မတဟာနိုင်ငံတော်အကြီးအကဲဖြစ်ပြီးတော့နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအကြီးအကဲလည်းဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်သမ္မတကိုဆိုတာကိုဘယ်လိုရွေးချယ်တင်မြှောက်ကြလဲဆိုတော့နိုင်ငံတော်သမ္မတကိုသမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွေမှာနေပြီးတော့တင်မြှောက်ပါတယ်အဲ့ဒီအဖွဲ့တွေကဘယ်လိုအဖွဲ့တွေလဲဆိုတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့အဲ့ဒီလွှတ်တော်2ရက်အတွက်တပ်မတော်ကာကွယ်ဦးစီးချုပ်ကအမြင့်အစင်းတင်သွင်းထားတဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကဖြစ်ပါတယ်ဒီအစုအဖွဲ့တွေကပဲကျွန်တော်တို့နိုင်ငံတော်သမ္မတအဖြစ်ကျွန်တော်တို့ရွေးချယ်တင်မြှောက်ကြတာဖြစ်ပါတယ်အဲ့ဒီမဲအများဆုံးရရှိတဲ့အဲ့ဒီခုနကကျွန်တော်တို့ပြောခဲ့တဲ့နိုင်ငံတော်သမ္မတရွေးချယ်ရေးအဖွဲ့3ဘွဲရနေပြီးတော့ရွေးချယ်ခဲ့တဲ့မဲအများဆုံးရရှိတဲ့ဒုတိယသမ္မတလောင်းကိုသမ္မတအဖြစ်တင်မြှောက်ပြီးတော့မဲအနေအများလိုက်ဒုတိယသမ္မတ1နဲ့ဒုတိယသမ္မတ2ဆိုပြီးတော့ကျွန်တော်တို့ကရွေးချယ်တင်မြှောက်ကြတာဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်နီးနီးစပ်စပ်မှာကျင်းပခဲ့တဲ့ကျွန်တော်တို့ပြည်ထောင်တတိယကျင်းပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆောင်ရွက်ခဲ့တဲ့ချက်တွေကိုကျွန်တော်တို့လေ့လာနီးနီးစပ်စပ်လေ့လာတွေ့ရှိနိုင်ပါတယ်နိုင်ငံတော်သမ္မတဟာနိုင်ငံတော်ရဲ့အထွတ်ထိပ်နေရာကိုရရှိတဲ့သူဖြစ်တဲ့အတွက်သမ္မတအချင်းကိုလည်းကျွန်တော်တို့ကတိကျသတ်မှတ်ပြဋ္ဌာန်းထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကျင့်သုံးခဲ့တဲ့လွတ်လပ်ရပြီးနောက်ပိုင်းမှာကျင့်သုံးခဲ့တဲ့1949 1984ကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာနိုင်ငံတော်သမ္မတနဲ့ပတ်သက်ပြီးတော့အချင်းသတ်မှတ်ချက်တွေကိုကျွန်တော်အနည်းငယ်များတင်ပြသွားလို့ပါတယ်အဲ့တော့1949ခုနှစ်ရဲ့အခြေခံဥပဒေမှာရဲ့ပုံမှန်49မှာဆိုရင်နိုင်ငံတော်သမ္မတအဖြစ်တင်မြောက်ခံရမဲ့လူကသူကိုယ်တိုင်ရဲ့သူ့ရဲ့မိဘနှစ်ပါးရာကျွန်တော်နိုင်ငံတော်တို့မှာမွေးဖွားပြီးတော့နိုင်ငံသားဖြစ်ရမယ်အဲ့ဒီမှာနိုင်ငံခြားအစိုးရရဲ့ကျေးဇူးသစ္စာကိုခံယူဆောက်ရှောက်သူမဖြစ်ရဘူးသူကနိုင်ငံခြားအစိုးရရဲ့လက်အောက်ခံလည်းဖြစ်လို့မရဘူးတဲ့သူကနိုင်ငံခြားသားတွေခံစားခွင့်ရတဲ့နိုင်ငံခြားရဲ့ခံစားခွင့်တွေလည်းခံစားသူမဟုတ်ပါဘူးဆိုပြီးတော့ကျွန်တော်တို့ကပြဋ္ဌာန်းထားပါတယ်အဲ့တော့ရိုးရိုးရှင်းရှင်းပြောရင်နိုင်ငံတော်သမ္မတဆောင်ရွက်မဲ့လူဟာသူနဲ့သူ့ရဲ့မိဘနှစ်ပါးအပါဝင်ကျွန်တော်တို့
အားလုံးဟာသူကနဲ့ပြောတော့မြန်မာနိုင်ငံရဲ့နိုင်ငံသားတယောက်ဖြစ်နေဖို့လိုတယ်နိုင်ငံခြားအစိုးရရဲ့ကျေးဇူးသစ္စာကိုစောင့်သိယူတည်သူနိုင်ငံခြားလက်အောက်ခံလက်ဝေခံတယောက်ဖြစ်လို့မရဘူးလို့ကျွန်တော်တို့ကအယိုးရှင်းဆုံးကျွန်တော်ပြောလို့ရပါတယ်အဲ့တော့1984မှာတော့နိုင်ငံတော်သမ္မတအေချင်းကိုတိကျပြဌာန်းထားခြင်းမရှိဘဲနဲ့ပြည်သူ့တော်ကိုယ်စားလှယ်ညာတွေကနေပြီးတော့ရွေးချယ်တင်မြှောက်တဲ့နိုင်ငံတော်ကောင်စီဥက္ကဋ္ဌကိုသမ္မတအဖြစ်ခန့်တယ်ဆိုပြီးတော့ကျွန်တော်တို့ပါရှိပါတယ်ကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ပုံမှန်59မှာကျွန်တော်တို့နိုင်ငံတော်သမ္မတနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရေးချင်းတွေသတ်မှတ်ပြဌာန်းထားတာရှိပါတယ်ဒီသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့လူဟာကျွန်တော်တို့ကအနည်းဆုံးအသက်45နှစ်ပြည့်ရမယ်သူဟာနိုင်ငံတော်အတွင်းမှာမွေးဖွားပြီးတော့ဘလို့လူရဲ့သားသမီးဖြစ်ရမလဲဆိုတော့တိုင်းသားမိဘနှစ်ပါးကနေပြီးတော့မွေးဖွားတဲ့လူဖြစ်ရမယ်သူဟာနိုင်ငံတော်ရဲ့အရေးအရာတွေဖြစ်တဲ့နိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးစစ်ရေးအမြင်တွေရှိရမှာဖြစ်ပါတယ်အဲ့တော့သမ္မတရွေးချယ်တင်မြှောက်ခံရတဲ့သူဟာရွေးချယ်တင်မြှောက်ခံရတဲ့အချိန်နဲ့တစ်ဆက်ထဲမှာအနည်းဆုံးနိုင်ငံတော်အတွင်းမှာ20အခြေချနေထိုင်ခဲ့သူဖြစ်ဖို့လိုအပ်ပါတယ်ပြီးရင်သူကိုယ်တိုင်အပါဝင်သူ့ရဲ့မိဘတွေဒါမှမဟုတ်ရှင်သူ့ရဲ့အိမ်တော်ဘက်ဇနီးဒါမှမဟုတ်ရှင်ခင်မွန်းပြီးလို့ရှင်သူ့ရဲ့သားသမီးတွေဟာနိုင်ငံခြားအစိုးရကိုတစ္ဆာခံဖြစ်လို့မရဘူးနိုင်ငံခြားသားအဖြစ်ခံယူထားသူဖြစ်လို့မရဘူးထို့နည်းတူစွာပဲသူတို့ရဲ့ဒီနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရမယ့်သူရဲ့သားသမီးတွေရဲ့ကျွန်တော်တို့အိမ်တော်ဘက်တွေနိုင်ငံတော်သမ္မတရဲ့အမတ်ထွေးမတွေဟာလည်းနိုင်ငံခြားသားအဖြစ်ခံယူထားသူလည်းဖြစ်လို့မရဘူးနိုင်ငံခြားသားလည်းဖြစ်လို့မရပါဘူးအဲ့တော့နိုင်ငံခြားရဲ့လက်ဝေခံတယောက်လည်းဖြစ်နေလို့မရပါဘူးဒါဒီလိုပြဋ္ဌာန်းထားတာရှိပါဒါဟာကျွန်တော်တို့နိုင်ငံတော်သမ္မတဆိုတာနိုင်ငံတော်အကြီးအကဲဖြစ်ပြီးတော့ကျွန်တော်တို့ကနိုင်ငံတော်ရဲ့အထွတ်ထိပ်ဖြစ်တာဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့အကြီးအကဲရဲ့အရေးချင်းသတ်မှတ်ချက်ဟာကျွန်တော်တာမန်ထက်ဒါပို့တာဟာဒါရှိကိုရှိတဲ့ကိစ္စဖြစ်ကိုဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ဒါဟာကျွန်တော်တို့လက်တလောကမ္ဘာအရေးခင်းတွေအခြေအနေတွေကိုကြည့်တဲ့ချိန်မှာကျွန်တော်ဒါဟာတိတာထင်ရှားဖြစ်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်သမ္မတကအုပ်ချုပ်ရေးရဲ့ခေါင်းဆောင်ဖြစ်တယ်အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေရဲ့အဆင့်တွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးရမယ်ဆိုရင်ကျွန်တော်အုပ်ချုပ်ရေးအဆင့်ရဲ့ဖွဲ့စည်းတွေကိုအဓိကအားဖြင့်ပြည်ထောင်စုအဆင့်ကနေပြီးတော့မူဝါဒတွေဥပဒေတွေလမ်းညွှန်ချက်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ရတာဖြစ်တယ်ဥပဒေကသတ်မှတ်ပိုင်းခြားထားတဲ့နယ်မြေကိုအခြေခံပြီးတော့အဆင့်ကြီးကြပ်အုပ်ချုပ်ရေးစနစ်တွေရှိသလိုပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီအုပ်ချုပ်ရတဲ့စနစ်တွေလည်းရှိပါတယ်အဲ့တော့နိုင်ငံတော်သမ္မတဟာနိုင်ငံတော်ရဲ့အထွတ်အထိပ်ကိုဖြစ်တယ်နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍတွေမှာနိုင်ငံတော်သမ္မတကပြည်ထောင်စုအဆင့်မှာတော့ကျွန်တော်တို့လက်ရှိကျွန်တော်နိုင်ငံမှာဆိုရင်ပြည်ထောင်စုအဆင့်ကိုနိုင်ငံတော်သမ္မတဦးဆောင်တဲ့ပြည်ထောင်စုဝန်ကြီးကစီမံခန့်ခွဲပြီးတော့တိုင်းဒေသကြီးနဲ့ပြည်နယ်ကိုတော့တိုင်းဒေသကြီးဒါမှမဟုတ်ရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ကကျွန်တော်တို့အုပ်ချုပ်ရေးကဏ္ဍတွေကိုစီမံခန့်ခွဲပါတယ်အဲ့တော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ဒေသဒါမှမဟုတ်ကိုယ်ပိုင်ချုပ်ခွင့်ဒေသတွေမှာလည်းဒေသဦးစီးကော်မတီတွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌတွေကနေပြီးတော့ကျွန်တော်တို့ဒီသူတို့ရဲ့ဒေသတော်တွေကိုအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့သဘောတဘာဝအရာဒီအုပ်ချုပ်ရေးကဏ္ဍတွေကိုဘယ်လိုစီမံခန့်ခွဲလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အကျဉ်းများဆွေးနွေးတင်ပြတော့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်